တိုင်းမှန်တင်ယူတဲ့အခါမှာဒီ၃ချက်အနည်းဆုံးလိုတာနော်အစင်တိုင်းမှာလက်တုပ်တာပါဝင်တဲ့အတွက်အစင်တိုင်းမှာလက်တုပ်တာတိုင်းမြောင်းမြန်ပညာရှင်တွေကိုလေ့ကျင့်ဖို့လိုတယ်နံပါတ်1အချက်အချိန်ပေးဖို့လိုတယ်ဒါရဲ့သမီးရဲ့စီးပွားရေးအိမ်တော်ရေးလူမှုရေးအဲ့ဒီအရာတွေကိုလုပ်နေရင်းနဲ့တိုင်းမြောင်းမြန်လေ့ကျင့်ဖို့အချိန်ကိုဖဲ့ပြီးပေးတတ်ဖို့လိုတယ်နံပါတ်3အချက်ညီသည့်အကြောင်းအရာကိစ္စတွေဘလို့ပဲပေါ်လာသည်ဖြစ်စေတိုင်းမြောင်းမြန်လေ့ကျင့်မှုကိုမရပ်လိုက်ပါနဲ့တိုင်းမြောင်းမြန်ကိုလေ့ကျင့်ရင်းနဲ့တခြားကိုနဲ့မိသားစုဝင်တွေကိုအတူတကွပြန်တင်ရင်းနဲ့လေ့ကျင့်တာကကိုယ့်ရဲ့ပညာရှင်တွေကိုမေ့လျော့ခြင်းဒုက္ခအနေကင်းဝေးသွားစေမှာဖြစ်တယ်ဗျအဲ့တော့ line ပေါ်တင်ရင်တက်ပါမလားအပြင်မှာတော့ကျုပ်တို့ကခက်တင်ယူခဲ့ရတာခင်ဗျားတို့ခက်နဲ့ကျုပ်တို့ခက်နဲ့မတူပါဘူးအဲ့လိုပဲကျုပ်တို့ခက်နဲ့ကျုပ်တို့ရဲ့ရင်သွေးငယ်တွေခက်မှာမတူဘူးအဲ့တော့ကျုပ်တို့ရဲ့ရင်သွေးငယ်တွေကတစ်ချိန်လုံး TV တွေ electronic ပစ္စည်းတွေဖုန်းတွေ AI အနေနဲ့ကြီးပင်းလာတာဖြစ်တဲ့အတွက်သူတို့ခက်မှာသူတို့ရအောင်တင်ယူနိုင်ပါတယ်ဒါကြောင့်မလို့ online တွေကိုကလေးတွေကိုပေးသုံးဖို့လိုသလိုကလေးတွေရဲ့လေ့လာမှုကိုလည်း online အသုံးပြုပြီးတော့မှ improve ဖြစ်အောင် support ပေးဖို့လိုတယ်ဆိုတာခင်ဗျားတို့မိဘတွေကိုအကြံကောင်းပေးချင်တာပါဗျာ online ကနေတိုင်းမြောင်းမြန်စုတ်ထဆင်တင်ယူနေတဲ့ညီငယ်လေးရဲ့ဗီဒီယိုဖိုင်ပြန်တင်ပေးထားလိုက်တယ်လေ့လာကြည့်ပါအဲ့တော့ဘယ်နေရာကပဲဘလို့ပဲတင်ယူသည်ဖြစ်စေခင်ဗျားတို့မကျင့်ရင်မတတ်ဘူးကျင့်ရင်တက်ကိုတက်တယ်ဆိုတဲ့တက်တွေပဲကြုံပြောချင်တာရှမ်းစာမှန်ကန်တင်ပေးပါမယ်ပြီးတိုင်းအောင်ဟာစုဘောရှမ်းသားနဲ့အလားဆုံးမြေတောင်းပေါ်စကားမင်းကြရမယ်ချစ်တယ်မေးရဲ့တင်ပေးပါမယ်ပြီးတိုင်းအောင်ဟာစုမပြောငယ်လေးနဲ့တူလေးလက်ဖက်ခုလို့တူပြောနေမြူနေညဆိုင်နဲ့တောင်းတန်းကြမှာလေးရုပ်သားလုံးပေါ်ရည်ရင်ကြီးလို့နှုတ်ဆက်မယ်မိုက်စုံကမင်္ဂလာပါဗျာရှမ်းဒီကိုလေးလာခဲ့ပါတောင်းမော်ဒေတာချစ်စရာယူရရှမ်းစာမှန်ကန်တင်ပေးပါမယ်ဒီတိုင်းဟောင်းဟာစုဘောရှမ်းသားနဲ့အလားဆုံးပြေတောင်းပေါ်စကားမင်းကြရမယ်ချစ်တယ်မေးရဲ့တင်ပေးပါမယ်ပြီးတိုင်းဟောင်းဟာစုမုံသေးရန်သွားမယ်ချစ်နဲ့ရှောက်လဲတောင်းပေါ်ညာလေးဝဲပလိုင်းကိုလွယ်ရင်လက်ကိုတွဲပြောမျိုးလို့တူရှင်တွဲတနေ့တစ်ခေါက်ရောက်ပေါ်စင်ရွယ်လာတဲ့ဆောင်ပွဲ